ကျောင်းကတော့ပွဲမှာလက်တလုံးမှပြတ်ထားတဲ့ကျွန်တော်ရီစားဟောင်းကဘေးနားလာထိုင်ပြီးရုတ်တရက်ပြောလာတယ်။သတင်းကောင်းရှိတယ်။ငါလာမယ့်လကြရင်နင့်ဝမ်းကွဲနဲ့လက်ထက်တော့မယ်နင်လာမှာမလား။ကျွန်တော်စွန့်သွားတယ်။ကျွန်တော်မိသားစုနောက်ခံကစင်းရဲတယ်ဆိုပြီးသူ့မိသားစုကကျွန်တော်တို့ကိုအတင်းကျပ်ဖြတ်ခိုင်းခဲ့တာ။ဒါပေမဲ့ကျွန်တော်ဝမ်းကွဲကအထက်တန်းကျောင်းကလေးကကျောင်းထွက်ပြီးလမ်းတရေဖြစ်နေတာလေ။ရံပွဲတွေဖြစ်ုံတင်မကဘူး။သူ့မိသားစုတစ်ခုလုံးကကျွန်တော်မိဘတွေရဲ့အကူအညီနဲ့အသက်ဆက်နေရတာ။သူကဘာလို့ကျွန်တော်ဝမ်းကွဲကိုလက်ထက်တာလဲ။သိချင်လို့မေးလိုက်တော့အတန်းဖော်တယောက်ကချက်ချင်းဝင်ဖြေတယ်။ပတ်စံကြောင့်ပေါ့။တင်တောင်းငွေကအများကြီးပဲလေတန်းတောင်။ကျွန်တော်အံ့ဩသွားမိတယ်။အဲ့ဒီနောက်သူကကျွန်တော်ကိုတနာစရာအကြီးနဲ့ကြည့်ပြီးပြောတယ်။နင်မသိဘူးလား။အဲ့ဒီပတ်စံကနေမိဘတွေပေးတာလေနင်တို့အိမ်ဟောင်းအသိမ်းခံရလို့6တန်းရတာလေအဲ့ဒီထဲကနင်ဝမ်းကွဲအတွက်မျိုးထဲမှာ3တန်းတန်တိုက်ခန်းတစ်ခန်း5သိန်းတန်ကားတစ်စီးဝယ်ပေးပြီးအခုတင်တောင်းငွေတန်းထပ်ပေးအောင်မှာနားထဲမှာဝန်းကနေဖြစ်သွားပြီးကျွန်တော်အပြင်ကိုပြေးထွက်လာခဲ့တယ်။တန်းစင်ခန်းထဲမှာပုံပြီးရှင်းလင်းချက်တောင်းဖို့မိဘတွေစီဗီဒီယိုကောခေါ်လိုက်တယ်။ဒါပေမဲ့သူတို့ကချစ်အငေါငေါနဲ့အဲ့ဒီ6တန်းလုံးကနင်ဝမ်းကွဲရဲ့တိုက်ခန်းကားနဲ့တင်တောင်းငွေတွေထဲပါသွားပြီးတပြားမှမကျန်တော့ဘူး။ကျွန်တော်ညီသွားတာကိုမြင်တော့အမေကပြတလဲစင်ကြေပေးတယ်။ကုချီနီယန်နင်ဝမ်းကွဲကစားလဲမတက်ဘူးပြစ်မှုမှတ်တမ်းလဲရှိတယ်ဘဝကခက်ခဲနေရှာတာအခုမှပဲသူ့ကိုလက်ထက်မဲ့သူပေါ်လာတာလေငါတို့ကပတ်စံဆိုင်ပြီးမကူညီရင်သူလူပြိုကြီးဖြစ်ကြံခဲ့မှာပေါ့နင်ကသူ့ထက်လားလာရှိတယ်ပိုလဲငယ်သေးတယ်နားလေပြီးစမ်းပါသူတို့ရဲ့အမှန်တရားလိုရှင်းပြချက်ကိုနားထောင်ရင်ကျွန်တော်ပြုံးမိပေမဲ့မျက်ရည်တွေကတော့ထိမရအောင်ကျလာတယ်နားလေပါပြီကျွန်တော်မှမိဘမရှိတော့ဘူးဒါကြောင့်နောက်ဆိုဝမ်းကွဲပဲအဖေနဲ့အမေရဲ့လူကြီးပိုင်းကိုတာဝန်ယူပါစေပြောပြီးတာနဲ့ဖုန်းချမိဘတွေကိုချက်ချင်းဘလော့လိုက်တယ်အမေကကျွန်တော်စီဆက်သွယ်မရတော့မိသားစု group ထဲမှာ mention ခေါ်ပြီးရေးလာတယ်တာဘလို့ဖြစ်လို့ဒီလိုစကားတွေပြောနိုင်ရတာလဲအမေကပါဘလော့တယ်ပေါ့အဖေနဲ့အမေဘလောက်စိတ်ထိခိုက်ရလဲသိရလားအတော်တွေဦးလေးတွေကလည်းအကြောင်းစုံကိုတေချာမသိပဲအမေစကားပဲနားထောင်ပြီး group ထဲမှာကျွန်တော်ကိုတရားလာဟောကြတယ်ကျွန်တော်မျက်စိမိတ်စိတ်ကိုစူးစီးပြီးစာရိုက်လိုက်တယ်ကျွန်တော်ဘာလို့ဘလော့လဲမသိကြဘူးလားအိမ်သိမ်းလို့ရတဲ့6တန်းတွေကကျွန်တော်ကိုတပြားမှမပေးဘူးအားလုံးကိုဝမ်းကွဲကိုပဲပေးလိုက်တယ်အဖေတို့အမေတို့အတွက်တားရင်ထက်သူကပိုဖိုးတန်နေမှာတော့သူပဲအဖေတို့အမေတို့ရဲ့အိုမင်းချင်းကိုတာဝန်ယူလိုက်ပါပြောပြီးတာနဲ့ group ထဲကထွက်လိုက်တယ်ပြီးတော့ကျွန်တော်ကိုတီးတန့်လာပြီးဆုံးမတဲ့ဆွေမျိုးအားလုံးကိုလိုက်ဘလော့တယ်ဝမ်းကွဲအဖြစ်ခံချင်တဲ့သူခံစမ်းပါကျွန်တော်ကိုတော့လာမရှုံနဲ့ group ထဲညင်ကြသွားပေမဲ့ကျွန်တော်ရင်ထဲမှာတော့တခုခုလိုအပ်နေတယ်လို့ဟာတာကြီးဖြစ်ကြံခဲ့တယ်အေးဆက်တဲ့လေကရင်ထဲအထိတိုးဝင်လာတယ်လို့ပဲပွဲထဲမှာဆက်မနေချင်တော့တာမို့တက်စီငားပြီးအိမ်ပြန်လာခဲ့တယ်ဆိုပါပေါ်လဲပြီးခဏနားနေတော့ဖုန်းမြည်လာလို့ကြည့်လိုက်တော့ဝမ်းကွဲရဲ့ post အစ်စ်ကိုတွေ့ရတယ်အိမ်ထဲကအားလုံးအဆင်သင့်ပဲပိုင်ပင်းနဲ့စစ်ဆက်ကြောင်းလန်းချင်းရဲရောကူညီပေးတဲ့ဦးလေးနဲ့အတော်ကိုအထူးကျေးဇူးတင်ပါတယ်အဲ့ဒီ post မှာဓာတ်ပုံ3ပုံပါတယ်တိုက်ခန်းပိုင်ဆိုင်မှုစာချုပ်ပြန်ကားအစ်စ်ဆက်တစည်းနဲ့ပိုင်ပင်းနဲ့စစ်ဆက်ထားတဲ့ပုံပုံမှန်တွေမှာတော့အားလုံးကချီးကျူးနေကြတာပေါ့သူကကားကိုအဲ့ဒီနေ့မှဝယ်တာဆိုတော့မိသားစု group ထဲကစာတွေကိုဖတ်ဖို့အချိန်မရသေးဘူးထင်တယ်ဒါကြောင့်ကျွန်တော်လည်းရိုးသားပဲ comment တစ်ခုရေးပေးလိုက်တယ်ဝမ်းကွဲဂုံယူပါတယ်ကျွန်တော်အိမ်သိမ်းလို့ရတဲ့ပတ်စံတွေနဲ့စိန်ကြနေနိုင်လို့ပြောနေမှာပေါ့လှုပ်တင်လှုပ်ထိုက်တာအတွက်ပတ်စံလည်းရသွားပြီဆိုတော့ဒီနေ့ကစပြီးအဖေနဲ့အမေရဲ့အိုမင်းချင်းကိုစောင့်ရှောက်ဖို့မင်းကိုပဲအပ်ခဲ့ပါပြီစားပို့ပြီးတာနဲ့အပေါင်းအသင်းတိုင်းဝိုင်းတွေကထွက်ဖုန်းကိုဆိုဖာပေါ်ပစ်ထားပြီးရေးချိုးလိုက်တယ်တနင်္ဂနွေမနေ့နိုးလာတော့ဖုန်းထဲမှာသတိပေးချက်တစ်ခုတက်လာတယ်အဲ့ဒါကမိဘတွေအတွက်ကျွန်တော်ကြိုတင်ရက်ချင်းယူပေးထားတဲ့စေကံပြရမယ်ရက်လာမယ့်အပတ်မှာစစ်ရမယ်ဆိုတာကိုသတိပေးတာမိဘတွေကအသက်ကြီးပြီးကျန်းမာရေးမကောင်းကြဘူးအမေကသွေးတိုးရှိပြီးအဖေကအသေးစီဖုန်းနေတာကျွန်တော်အဝေးမှာနေပေမဲ့သူတို့ကိုစေးရုံလိုက်ပြဖို့အမြဲတမ်းခွင့်ယူခဲ့တာဒါပေမဲ့အခုတော့သူတို့နဲ့ပတ်သက်မှုမရှိတော့တာမို့ဒါကကျွန်တော်တာဝန်မဟုတ်တော့ဘူးဒါကြောင့်ရက်ချင်းကိုဖျက်လိုက်တယ်အဲဒီနောက်မှာပဲဖုန်းနံပါတ်အစိမ်းတစ်ခုကနေဖုန်းဝင်လာတယ်ကင်လိုက်တော့အဖေရှင်နီယန်ရဲ့ဒေါသထွက်နေတဲ့အတန်ကိုကြားရတယ်နေယူနေလားမိသားစု group ထဲမှာရှောက်ပြောယုံနေမကဘူးအခုဝမ်းကွဲရဲ့ post အောက်မှာပါသူပဲငါတို့ကိုစောင့်ရှောက်ပါစေဆိုပြီးရေးရတယ်လို့ငါတို့ကိုတေးစေချင်နေတာလားဒီကိစ္စကြောင့်အမေလဲသွေးတိုးတက်ပြီးစေးရုံတင်လိုက်ရပြီးနင့်ကိုမန်းကြောင့်နင့်ဝမ်းကွဲလဲလှောင်ပြောင်ခံနေရတယ်ဒီမိသားစုပြိုကွဲသွားမှာပဲနင်အေးဆေးနေနိုင်မှာလားသူတို့ရဲ့ဆွဆွဲချက်တွေကြောင့်ကျွန်တော်အံ့ဩသွားမိတယ်စိတ်ခံစားချက်ကိုထိန်းချုပ်ရင်းတည်တည်ငြိမ်ငြိမ်ပဲပြန်ပြောလိုက်တယ်ကျွန်တော်ဘာမှပြောလို့လဲအိမ်သိမ်းလို့ရတဲ့ပတ်စံအားလုံးကိုဝမ်းကွဲကိုပေးလိုက်တော့ကကြတော့ကျွန်တော်အကြောင်းမစင်စားပေးကြဘူးအခုကြမှာဘာလို့သူကအဖေတို့ကိုမဆောင်ရှောက်နိုင်ရမှာလဲအဖေစကားအထစ်အငေါဖြစ်သွားပေမဲ့ဆက်ပြီးအော်ဟစ်နေတော့မယ်အိမ်ဟောင်းကငါအိမ်ပဲအိမ်သိမ်းလို့ရတဲ့ပတ်စံကလည်းငါတို့ပတ်စံငါတို့ကြိုက်တဲ့သူကိုပေးမယ်နေနဲ့ဘာဆိုင်လဲကျွန်တော်ကြားဖြတ်ပြောလိုက်တယ်မှန်ပါတယ်ပတ်စံကအဖေတို့ပတ်စံပဲကြိုက်တယ်လို့လုပ်ပိုင်ခွင့်ရှိတယ်ဒါပေမဲ့ကျွန်တော်ကလည်းသားတယောက်အနေနဲ့အဖေတို့ကိုမဆောင်ရှောက်ပဲနေပိုင်ခွင့်လွတ်လပ်ခွင့်ရှိပါတယ်အဖေကဒေါသတကြီးနဲ့နင်ဘလို့တောင်တတိရှိနေတာလဲငါတို့နင့်ကိုကျွေးမွေးပြုစုခဲ့တာလေမဆောင်ရှောက်နိုင်ဘူးလို့ဘလို့ပြောရတာလဲအဲ့ဒီစကားကိုကြားရတာပြက်လုံးတစ်ခုလိုပဲကျွန်တော်ကိုဘလောက်တောင်ပင်ပန်းခံပြီးကျွေးမွေးခဲ့လို့လဲငငယ်တုန်းကဝစ်ခဲ့တဲ့အဝတ်အစားဆော့ခဲ့တဲ့ကစားစရာအားလုံးကဝမ်းကွဲစီကကြံတဲ့အဟောင်းတွေကြီးပဲမဟုတ်ဘူးလားကျွန်တော်ခဏရက်လိုက်တယ်တုံရင်နေတဲ့အတန်နဲ့အတူရင်ထဲမှာစုပုံနေတဲ့ဒေါသတွေဝမ်းနည်းမှုတွေအားလုံးကိုအကုန်အန်ထုတ်ပစ်လိုက်